ပြောသေးတယ်ပြောသေးအကြီးဆုံးပြောတယ်ပြောသေးကြီးတယ်ရန်ကုန်မှာဆိုရင်တလုံး1500ပါရောအကြည့်ကြည့်ပဲအရင်တို့ဟဲ့တရားတော့တော်ရင်းပဲကစားဖို့ကြလားဒီအသေးစားဖို့ကြလားစားဖို့ကြလဲဆိုရင်စားဖို့ကြလားမှန်ခဲ့ပြပါချင်တာတော့မျိုးမှမရှိဘူးလို့ထင်တယ်အဲ့ဒီอ่ะမရန်ကုန်မှာရဆက်ဆန်းတာရန်ကုန်မှာဆမ်းတယ်ဟိုကနေပြန်မစား